အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Reading Buddy Food Summary YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ပြသွားမှာတော့စာရေးဆရာကြီး Daniel Goleman ရဲ့ Focus ဆိုတဲ့စာအုပ်လေးကိုအနှစ်ချုပ်သွားမှာပဲဖြစ်ပါတယ်စာအုပ်လေးကိုစတင်လိုက်ကြအောင်အာယုံစူးစိုက်မှုကြီးလျှို့ဝှက်စွမ်းအားဆုံးနှုတ်စကားတကားကိုကြည့်နေသည်ကိုမြင်အောင်ကြည့်ပါဆုံတော့ဟာတန်တရားရှိသူနောက်ကိုထိတိစိတ်လိုက်နေပြီးတော့မျက်လုံးများကလည်းပြစ်မှတ်ကိုသာအသေးလဲစိုက်ကြည့်နေပါတယ်ချက်ရှိသောလောကကြီးတစ်ခုလုံးပျောက်ကွယ်သွားတဲ့ကဲ့သို့သူကအသက်ရှူသံအကြည့်နဲ့ဒဲလွန်သားအသေးမွားလေးများကိုပါမလွတ်တမ်းစောင့်ကြည့်နေပါတယ်ဤကဲ့သို့ပြင်းထန်သောအာယုံစူးစိုက်မှုကိုသင်ကိုယ်ပိုင်ဘဝနဲ့သုံးချနိုင်ပြီဆိုရင်မြင်းများခရီးရောက်မည်ကိုစဉ်းစားကြည့်ဘူးပါသလားအချင်းချုပ်မှာအာယုံစူးစိုက်မှုရဲ့စွမ်းအား၎င်းဟာမြည်သူအလုပ်လုပ်ပုံနဲ့၎င်းကိုဘယ်လိုကျွမ်းကျင်အောင်လေ့ကျင့်ရမယ်ဖော်ပြသွားမှာဖြစ်ပါတယ်နံပါတ်1ရွေးချယ်စူးစိုက်ခြင်းDaniel Golemanဟာစကြဝဠာဘဝတွေကထူးခြားတဲ့စွမ်းရည်တစ်ခုရှိခဲ့ပါတယ်ဓာတုဗေဒအတန်းထဲမှာဘေးနားတူရိယတိကတ်တန်တွေကျေလောင်စွာထွက်ပေါ်နေတော့လေသူကသင်ခန်းစာများကိုလွယ်ကူစွာအာယုံစိုက်အလွတ်မှတ်နိုင်ခဲ့ပါတယ်ဤစွမ်းရည်ကိုရွေးချယ်စူးစိုက်ခြင်းလို့ခေါ်ပါတယ်၎င်းဟာပြင်ပနှောက်ယှက်မှုကြားမှာအရာတစ်ခုတည်းကိုသာစိတ်နဲ့ပြီးတော့လှုပ်ဆောင်နိုင်ခြင်းဖြစ်ပါတယ်အာယုံစူးစိုက်မှုကိုနှောက်ယှက်သောအရာနှမျိုးရှိပါတယ်အာယုံခံစားမှုဆိုင်ရာနှောက်ယှက်များစူညံတန်းသို့မဟုတ်ထိုင်ရခတ်သောထိုင်ကုန်ကဲ့သို့ပြင်ပအရှက်လက်များစိတ်ခံစားမှုဆိုင်ရာအနှောက်အယှက်များ၎င်းအားပို့ပြီးတော့ဆွမ်းထပ်ပါတယ်ဥပမာစူညံတဲ့ကော်ဖီဆိုင်ထဲမှာလှုပ်နေစဉ်မှာတစုံတစ်ယောက်ကတင့်နာမည်ကိုခေါ်လာရုံနဲ့တင့်အာယုံဟာချက်ချင်းထိုနေရာကိုရောက်သွားတတ်ပါတယ်အကျိုးကျေးဇူးရွေးချယ်စူးစိုက်မှုအကောင်းမှာကစိတ်မကောင်းစရာဖြစ်ဖြစ်များဥပမာလမ်းခွဲပြတ်ဆဲခြင်းကြုံနေရတော့လေအရေးကြီးသောဆောင်ပွဲကိုအာယုံစိုက်ဖြည့်ဆိုနိုင်မှာဖြစ်ပါတယ်၎င်းအသင်ကိုအစိုးမြင်အတွေးတန်တရားနဲ့ရုံထွက်စေပြီးတော့ကြာရှုံးမှုများကိုသင်ခန်းစာဖြစ်မြင်နိုင်စွမ်းပေးပါတယ်။နံပါတ်2လွင့်ပြန်နေသောစိတ်တံပိုးအာယုံစူးစိုက်ခြင်းအရေးကြီးသလိုစိတ်ကိုလွတ်လပ်စွာလွင့်ပြန်ခွင့်ပေးခြင်းကလည်းအရေးကြီးပါတယ်။တီထွင်ဖန်တီးနိုင်စွမ်းကစိတ်ကူးများကိုလွတ်လပ်စွာစီစဉ်နေခြင်းနဲ့ပေါ်ပေါက်လာတတ်ပါတယ်။သူတည်တနာပြုချက်စံတတ်မှုတစ်ခုမှာအုပ်စုနောက်စုခွဲပြီးတော့လို့တစ်ခုကိုခိုင်းစေခဲ့ပါတယ်တအုပ်စုကိုပြင်းပြင်းထန်ထန်အာယုံစိုက်ခိုင်းပြီးတော့ကြံတအုပ်စုကိုစိတ်လွတ်ကိုလို့ရှိခွင့်ပေးခဲ့ပါတယ်။ရလဒ်အနေနဲ့စိတ်လွတ်ကိုလို့ရှိတဲ့အုပ်စုကအလုပ်လုပ်အောင်မှာ40%ပိုထူးချွန်ပြီးတော့တီထွင်ကြံစားနိုင်တဲ့ပိုရှိတာကိုတွေ့ရပါတယ်။သင်ခန်းစာအာယုံစူးစိုက်မှုနဲ့စိတ်လွတ်ကိုလို့ရှိမှုကြားမှာမျှတအောင်နေထိုင်ခြင်းဟာအကောင်းဆုံးရလဒ်ကိုပြစွမ်းနိုင်ပါတယ်။နံပါတ်3မျှခြေကိုရှာဖွေခြင်းအလွန်အကျွံအာယုံစိုက်ခြင်းဟာစိတ်ပန်းလူပန်းဖြစ်စေနိုင်တယ်လို့စိတ်အလွန်လွင့်ပြန်ခြင်းကလည်းမိမိကိုယ်ကိုတန်တရားဝင်ခြင်းနဲ့စိုးရင်ပူပန်မှုကိုဖြစ်စေနိုင်ပါတယ်။တရားထိုင်ခြင်း၎င်းဟာစိတ်ကိုငြိမ်သက်စေပြီးတော့လက်ရှိပစ္စုပန်နဲ့နေထိုင်တတ်စေရန်လေ့ကျင့်ပေးပါတယ်။နားယူခြင်းသင်ဟာခက်ခဲတဲ့ပု္ပ္ပာတစ်ပုဒ်ကိုနားယူပေါင်းများစွာတွေးနေတော့လေအဖြေမထွက်ပါကခိတ္တနားယူလိုက်ပါ။လမ်းလျှောက်ခြင်းသို့မဟုတ်ပြင်ပလောကကိုငေးကြည့်ခြင်းဟာဘုံတော့ကိုနားရစေပြီးတော့ပြန်လာတဲ့အခါမှာအဖြေအသစ်များကိုတွေ့ရှိစေနိုင်ပါတယ်။နံပါတ်4အတွင်းစိတ်တန်လိုက်အိမ်မြောင်အာယုံစူးစိုက်မှုဟာတင့်ဘဝရဲ့ဥတီချက်ကိုဖော်ဆောင်ပေးပါတယ်။ George Lucas ရဲ့ဥပမာကိုကြည့်ပါ။သူက Star Wars ရုပ်ရှင်ကိုသူလိုချင်တဲ့ပုံစံတိုင်းရိုက်ကူးခွင့်ရဖို့စတူဒီယို9ခုရဲ့ညှင်းပယ်ခြင်းကိုခံခဲ့ရတော့လေသူ့ရဲ့မူလရည်ရွယ်ချက်ကိုအချော်မပေးခဲ့ပါဘူး။သူ့ရဲ့မိမိကိုယ်ကိုသိမြင်မှုကြောင့်သာယနေ့ကမ္ဘာကျော် Star Wars စီးရီးများဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။မိမိရဲ့တန်ဖိုးထားမှုများနဲ့ပန်းတိုင်ကိုရှင်းရှင်းလင်းလင်းသိမြင်ခြင်းဟာဘဝအတွက်အရေးကြီးဆုံးအာယုံစူးစိုက်မှုပင်ဖြစ်ပါတယ်။နံပါတ်5မိမိကိုယ်ကိုထိန်းချုပ်ခြင်းအာယုံစိုက်ခြင်းဟာစိတ်ခံစားချက်များကိုထိန်းချုပ်ရန်လည်းကူညီပေးပါတယ်။ကလေးတူငိုယိုနေချိန်မှာအခြားအရာတစ်ခုကိုပြောင်းလဲအာယုံစိုက်ခိုင်းခြင်းဖြင့်စိတ်ပြောင်းသွားစေတဲ့ကဲ့သို့ပင်ဖြစ်ပါတယ်။ Marshmallow စမ်းသပ်ချက်အရှုပ်ကလေးများဟာဆုလက်နှစ်ခုရဖို့ Marshmallow ကိုချက်ချင်းမစားဘဲနဲ့စောင့်နိုင်ခဲ့ကြပါတယ်။ထိုကလေးများဟာတရှင်းဆိုခြင်းသို့မဟုတ်အခြားဘက်သို့လှည့်ကြည့်ခြင်းဖြင့်သူတို့ရဲ့အာယုံလွှဲပြောင်းခဲ့ကြပါတယ်။၎င်းဟာစိတ်ဓာတ်ခိုင်မာမှု will power ကိုပြသခြင်းဖြစ်ပါတယ်။သတိပြုရန် will power သည်ကြွက်သားလိုပဲအနားယူရန်လိုအပ်ပါတယ်။မနာမနေကြိုးစားခြင်းထက်အနားယူခြင်းနဲ့အလုပ်ချိန်ကိုစနစ်တကျခွဲခြားခြင်းဟာရည်ရှိအောင်မြင်မှုကိုပေးပါတယ်။နံပါတ်6နိုင်1000တန်နိုင်လူအများစုကနိုင်ပေါင်း1000ခန့်လေ့ကျင့်ကျွမ်းကျင်သူဖြစ်မယ်လို့ယုံကြည်ကြပါတယ်။သို့သောအမှားများဥသာထက်ကတလဲလဲလုံနေပါကအချိန်ဖြုံးခြင်းသာဖြစ်ပါလိမ့်မယ်။စမတ်ကြကြလေ့ကျင့်ခြင်းမိမိအမှားများကိုရှာဖွေပြင်ဆင်ပြီးတော့ပုံမကောင်းမွန်မြဲတစေကြိုးစားခြင်းဖြစ်ပါတယ်။လူလျောက်စနစ်လူတစ်ခုကိုကျွမ်းကျင်သွားတဲ့အခါမှာတတိပင်ထားပဲလို့ဆောင်ခြင်းကိုရှောက်ခြင်းပါ
အာယုံစူးစိုက်မှုမှာပါပဲလို့ဆောင်ခြင်းဟာတိုးတက်မှုကိုရပ်တန့်စေပါတယ်နီကုံအာယုံစူးစိုက်မှုဟာအလုပ်တင်ထူးချွန်ရတာမကဘဝကိုအဓိပ္ပာယ်ရှိစွာဖြတ်သန်းနိုင်ရမှာကူညီပေးပါတယ်စူးစိုက်ပါအရေးကြီးသောအလုပ်ကိုအနှောက်အယှက်ခင်းစွာပြုလုပ်ပါနားယူပါတီထွင်ဖန်တီးနိုင်စမ်းတို့ရန်စိတ်ကိုလွတ်ထားပေးပါမိမိကိုယ်ကိုသိပါသင်၏အတွင်းစိတ်တလိုက်အမြောင်တိုင်းရှောက်လန်းပါသင်အာယုံစိုက်သမျှအရာတိုင်းဟာအောင်မြင်မှုအဖြစ်ပြောင်းလဲလာမှာပဲဖြစ်ပါတယ်အာယုံစိုက်ပါနားယူပါဇွဲရှိပါထို့အခါအောင်မြင်မှုကသင်ထံသို့ရောက်ရှိလာပါလိမ့်မယ်စာဖတ်ပရိသတ်ကြီးနေနဲ့လည်းဒီစာအုပ်လေးကိုနားဆင်ပြီးတော့အကျိုးမြတ်တစ်ခုခုရရှိသွားမယ်လို့မျှော်လင့်ပါတယ်။ပန်းမကြည့်ဘူးဆိုရင် like and subscribe လုပ်ပြီးအားပေးသွားပါဦး။အားလုံးကိုကျေးဇူးတင်ပါတယ်။မင်္ဂလာရှိသောအချိန်ကားလေးဖြစ်ပါစေခင်ဗျ။